9 နှစ်ကြာအောင်အကျဉ်းချခံထားရပြီးနောက်မှာဒီမင်းကလေးလွတ်မြောက်လာပြီးပထမဆုံးလုပ်တဲ့အလုပ်ကတော့သူ့အင်္ဂါတကားတွေအကုန်လုံးကိုပိတ်ပြီးပစ်တင်းပေါက်တွေပါတောက်ခတ်လိုက်တာပါပဲမင်းပစ်တင်းပေါက်တွေအကုန်တောက်ခတ်မိရဲ့လားတေချာလို့လားအေးမလီလီရဲ့ကြည့်လိုက်ရောအပေါ်ထက်ကောကျေးဇူးဖူပြီးနောက်တစ်ခေါက်တော့သွားစစ်ပေးလို့ရမလားရဲတွေရောက်လာတဲ့အချိန်မှာလီလီကသူ့စိမ့်တွေကိုကြောက်လန့်နေခဲ့ပါတယ်ရဲအရာရှိတွေကလေးတန်အေးအေးလေးနဲ့စကားပြောနေတော့မှသူကဟန်ဆန်ဆိုတဲ့နာမည်ကိုထုတ်ပြောဖို့မဝက်မရဲဖြစ်နေခဲ့တာပါ9 နှစ်ကြာအောင်မကျဉ်းချခံထားရတဲ့တန်ရောင်တွေကသူ့ရဲ့ကြောက်စိတ်ကိုဗီဇတစ်ခုလိုဖြစ်သွားစေခဲ့တာပေါ့မပြောနိုင်ဘူးကျမမပြောနိုင်ဘူးပြောလို့မဖြစ်ဘူးအကျိုးဆက်တွေရှိလာလိမ့်မယ်မပြောနိုင်ဘူးအိုးဖျားသခင်ရပါတယ်လီလီရဲ့စိတ်အေးအေးထားပါအောင်ဘလို့အကျိုးဆက်တွေလဲလီလီသူအမြဲပြောလို့ရှိတယ်အစားကလေးကသူအမြဲပြောခဲ့တာကတကယ်လို့များကျမထွက်ပြီးဟိုစူးစမ်းခဲ့ရင်သူရှင်တို့စီကိုလိုက်လာလိမ့်မယ်တဲ့သူ့ရဲ့ညီမလေးဖြစ်သူအပီကသူ့ကိုအေးအေးဆေးဆေးလေးချော့မော့ပေးတယ်လို့သူ့အမေကလည်းအားပေးစကားတွေအမြဲပြောပေးနေခဲ့ပါတယ်နောက်ဆုံးမှာတော့လီလီတယောက်စိတ်ဓာတ်တွေပြိုလဲသွားပြီးအကြောင်းစုံကိုဖွေပြောပြလိုက်ပါတော့တယ်မစ္စတာဟန်ဆန်မှာဟန်ဆန်ဆိုတဲ့နာမည်ကိုလည်းကြားလိုက်ရောလူတိုင်းတုန်လှုပ်သွားကြပါတယ်အဲ့ဒီအချိန်မှာပဲဟန်ဆန်ကတိုးထဲကအင်္ဂလိပ်စီကိုပြန်ရောက်လာပြီးလီလီထွက်ပြေးသွားပြီဆိုတာကိုချက်ချင်းသိလိုက်ရပါတယ်သူကအင်ကိုအမြန်ပြေးပြန်ပြီးသူ့မိမနဲ့သမီးကိုအထုပ်အပိုးတွေပြင်ခိုင်းပါတော့တယ်အားလိုက်ရတဲ့အပန်းဖြေကလေးသွားမယ်လို့အကြောင်းပြပြီးနိုင်ငံခြားကိုထွက်ပြီးဖို့လေယောင်လက်မှတ်တွေတောင်ကြိုတင်ဖြတ်ထားပြီးတာပါသူ့မိမကတခုခုထူးဆန်းနေတယ်လို့ခန်းစားမိပေမဲ့လည်းခင်ပွန်းဖြစ်သူခိုင်းတဲ့အတိုင်းလုပ်ခဲ့ရပါတယ်အမျိုးသမီးစုံတောက်ရောက်လာတဲ့အချိန်မှာတော့အိမ်ကလူသူကင်းမဲ့နေပါပြီဒါပေမဲ့ဟန်ဆန်မမျိုးလင့်ထားတာကတော့ရဲတွေကလမ်းမကြီးထိုင်မှာအသားအစီးတွေချထားပြီးသားထင်နေတာပါလေးစိတ်ကိုသွားတဲ့လမ်းမှာသူကလမ်းလွဲသွားဖို့အတင်းအကျပ်အခိုက်ခံရပြီးအနီးနားကစားတောက်ဆိုင်တစ်ခုမှရန်နာလိုက်ရပါတယ်ဘလို့ထွက်ပြေးရမလဲဆိုတာကိုစဉ်းစားဖို့အချိန်လိုအပ်နေလို့ပေါ့ဆေးရုံမှာတော့ဆရာဝန်တွေကလီလီကိုစစ်ဆေးနေချိန်မှာသူ့အမေနဲ့အပီတို့ကဘေးနားကနေအဖော်လုပ်ပေးနေကြပါတယ်လီလီကကိုပေါ်ကဒဏ်ရာတွေနဲ့ပိုက်ပေါ်ကအကြောပြရာတွေကိုမြင်လိုက်ရတဲ့အခါမှာတော့သူ့အမေခရစိတ်မထိန်နိုင်တော့ဘဲအခန်းပြင်ကိုငိုပြီးပြေးထွက်သွားပါတော့တယ်ဆရာဝန်ကလီလီကိုကလေးမွေးပူလောက်လို့မေးတဲ့အခါမှာတော့သူကဝေခွဲမွေးအဖယ်နေပြီးမှကလေးရခဲ့ဖူးတယ်ဆိုတာကိုတိုးတိုးလေးဝန်ခံလိုက်ပါတယ်ဟိုသူကမွေးကလေးကဆုံးသွားတာပါစစ်ဆေးမှုတွေပြီးသွားတဲ့အခါမှာတော့စုံတောက်တွေကလီလီကိုဘဲလန်းကနေထွက်ပြေးလာတယ်လဲဆိုတာမေးမြန်းကြပါတယ်ဒါပေမဲ့ဟန်ဆန်ကိုအပစ်ပေးနိုင်ဖို့အတွက်တက်တေထွေးဆိုချက်တစ်ခုတည်းနဲ့မလုံလောက်ပါဘူးသူတို့ကခိုင်လို့တဲ့တက်တေအထောက်ထားတွေလိုအပ်နေပြီးလီလီအချင်းချခံထားရတဲ့နေရာကတာအကောင်းဆုံးတက်တေထွေးနေပါတယ်စုံတောက်တွေကအဖွင့်ခွဲလိုက်ကြပါတယ်တစ်ဖွဲ့ကလီလီကိုအိမ်ပြန်လိုက်ပို့ပြီးနောက်တစ်ဖွဲ့ကတော့တောလဲမှာရှာဖွေရေးအဖွဲ့ကိုဦးဆောင်သွားပါတယ်ဒါပေမဲ့ကားကလီလီရဲ့အိမ်ရှိကိုရောက်တာနဲ့သတင်းထောက်တွေကအုံနဲ့ချင်းနဲ့ရောက်လာကြပါတော့တယ်ထပ်ပြီးစိတ်ဓာတ်ရမရစေဖို့အတွက်စုံထောက်တွေနဲ့မိသားစုဝင်တွေကလီလီကိုဝိုင်းကားပြီးအိမ်ထဲကိုအမြန်ခေါ်သွားကြပါတယ်